မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါဒီဗီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအသက်73နှစ်အရွယ်မိန်းကလေးငယ်တယောက်ကိုကိုတွင်းတန်ရာတွေရအောင်ရိုက်နှက်ခဲ့တဲ့မော်ဝီမြို့နယ်တရဲညိုပင်ရွာကမေဤတီကေဟာပိုင်ရှင်အမျိုးသမီးကိုနိုဝင်ဘာလ12ရက်နေ့ကစစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့တယ်လို့မြို့ကန်တွေစီကသိရပါဗျ။နိုမာလာ17ရက်နေ့နေ့လယ်ကတီကေဟာမှာစောင့်ရှောက်ထားတဲ့ခွေးလေးတွေကိုအစာကျွေးပြီးအလုံးလုံးနေတဲ့အသက်73နှစ်အရွယ်မိန်းကလေးကိုဂေဟာပိုင်ရှင်ဖြစ်သူဒေါ်မေဤလွင်ကတနေကုန်ရိုက်နှက်ခဲ့တာမှာညပိုင်းမှာကလေးငယ်ကထွက်ပြေးခဲ့ပြီးရေတိုးကြေးရွာထိပ်မှာဒဏ်ရာတွေနဲ့တတိလစ်လဲကျနေတာကြောင့်ကြေးရွာအုပ်ချုပ်ရေးမှူးနဲ့ကယ်ရီသမားတွေကကူညီပေးခဲ့တယ်လို့မြို့ကန်တယောက်ကပြောပါတယ်အဲ့ဒီမိန်းကလေးဟာအတွင်းဒဏ်ရာတွေရထားပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာရှိကြောင်းနဲ့ရန်ကုန်ဆေးရုံကြီးမှာလက်ရှိဆေးဝါးကုသမှုခံယူနေကြောင်းဒေသခံတယောက်ကပြောပါတယ်။ May and Kids Animal Lover ဂေဟာမှာမော်ဘီမြို့နယ်ဘိုးတော်နကုံကျေးရွာအုပ်စုတရက်ပင်ညိုကျေးရွာရဲ့အရှိပိုင်းမှာတည်ရှိပြီးခွေးလေခွင်းလွင်အပါအဝင်တခြားတိရစ္ဆာန်200ကျော်ကိုလူမှုကွန်ရက်မှာအလှူခံပြီးကျွေးမွေးစောင့်ရှောက်နေတာလို့သိရပါတယ်။လက်တလုံးမှာ May and Kids Animal Lover ပိုင်ရှင်ဒေါ်မေဤခေါ်မေဤလွင်ကိုမော်ဘီမြို့မှာရဲစခန်းကကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနဲ့အမှုဖွင့်လှစ်စစ်ဆေးနေတယ်လို့သိရပါတယ်ရှင်။မန္တလေးတိုင်းစင်ကူးမြို့နယ်ကမာလဲရွာစာတင်ကျောင်းကိုမရယာမြို့နယ်ကစစ်ရှောင်းတွေရောက်နေတဲ့အချိန်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ရှောင်းအရက်သား9ယောက်သေဆုံးသွားခဲ့လို့ဒေသခံတွေစီကသိရပါဗျ။နိုဝင်ဘာလ12ရက်နေ့ညပိုင်းကတိုက်လေရင်နဲ့ဘုံကျဲသွားခဲ့တာဖြစ်ပြီးအရက်သား9ယောက်သေဆုံးကနောက်ထပ်9ယောက်ထပ်မံဒဏ်ရာရှိခဲ့တယ်လို့စာတင်ကျောင်းနဲ့အဆောက်အဦနှလုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ဘုံစံထိမှန်သူတွေထဲမှာကလေးငယ်တွေလည်းပါဝင်ပြီးဒဏ်ရာအပြင်းထန်ရရှိခဲ့ကြတယ်လို့စင်ကူးဒေသခံတယောက်က TV ကိုပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မှာလည်းစင်ကူးမြို့နယ်ရွှေပြည်ကျေးရွာစာတင်ကျောင်းနဲ့ညောင်ကုန်းရွာတွေကိုစစ်တပ်ကဘုံကျဲခဲ့တာကြောင့်အမျိုးသား1ယောက်အမျိုးသမီး2ယောက်သေဆုံးခဲ့တယ်လို့နောက်ထပ်6ယောက်လည်းဒဏ်ရာရရှိခဲ့တယ်လို့စင်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်စီကသိရပါတယ်။မရယာမြို့နယ်ကိုစစ်ကော်မရှင်တပ်တွေပြန်လည်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတဲ့အပြင်လေကြောင်းကနေလည်းဘုံတွေကျဲနေတာကြောင့်ဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်ရှင်။လက်ရှိကောမျိုးနယ်အတွင်းမှာနေရမပြန်နိုင်သေးတဲ့စစ်ဘေးရှောင်နဲ့စာဝတ်နေရေးခက်ခဲနေတဲ့အိမ်ထောင်စုပေါင်း1984စုနဲ့လူဦးရေပေါင်း9925ယောက်ထိရှိနေပြီးအကူအညီရရှိမှုနေပါနေတဲ့အတွက်စားနေခါနဲ့ဆေးဝါးအခက်အခဲရှိနေတာပါလို့ကောမျိုးနယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ကနိုဝင်ဘာလ10ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်လက်ရှိမှာလေကောမျိုးနယ်အတွင်းပင်လယ်ပြင်မှာစစ်တပ်ကရေကြောင်းအင်အားဖြစ်တင်နေပြီးလက်နက်ကြီးလက်နက်ငယ်တွေမကြာခဏပစ်ခတ်တာ